စာရီတက်မှခံစားရလားဟာမြန်မာများကနှလုံးသားရှိတယ်စာမတက်လည်းခံစားတယ်ကျွန်တော်ဘာကြီးစာလုံးဝမတက်ဘူးဘာကြီးချစ်မောင်ကျွန်တော်ကုန်းဆောင်ဟိုဘက်မှာပေတော့နဲ့ပင်းတုံးဆိုရရွာရှိတယ်တနေ့တော့ဘာကြီးချစ်မောင်ကငါမင်းပင်းတုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစာပေးလိုက်ချင်တယ်ဘာကြီးတန်လုံးကဟိုးဘက်ရွာ2မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစာမတက်ဘူးစာပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစာပေးလိုက်တော့အိတ်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစာလည်းမတက်ဘူးစာလည်းပေးလိုက်တယ်ပေါ့ဒါနဲ့အိတ်ထက်ကထုတ်ဖတ်လိုက်တော့ဒုချောင်း2ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထားမင်လေးဆွဲထားပြီနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီဘက်မှာ4တိုင်စင်လေးပြီးတော့ဒီမှာဝါလုံးလေးကိုသူခဲရတယ်မင်းနဲ့ဟာမြတ်စွာဘုရားအဲ့ခေလည်းမပါပြီးလည်းမပါဘဲနဲ့ဘာကြီးတန်လုံးကိုစာပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြတယ်ကျွန်တော်ကကိုကြောက်ခဲဖတ်စမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညစ်ရတယ်ကြားတယ်ကွာတဲ့နော်ဦးတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာဟုတ်ဘာကြီးတန်လုံးအဘဥချက်မောင်ကစာပေးလိုက်လို့အမလီအဲ့စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဘာကြီးရဆိုတော့အမဒီကောင်လာစား2ရက်နေလာမယ်ပြောနေတာတဲ့ငါတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့2ရက်လောက်နေပြီထရီလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်က၄တိုင်စင်ကအရင်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဝါလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်ဟုတ်သားပဲအော်ဒီဘက်ကဒုချောင်းကြီးဟောအဲ့လို2ချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပြေးတဲ့စာပေါ့ကွာတဲ့